ပြည်သူများတဘာဝဘေးအနေများဖြစ်ပွားပါကစောင်းရန်ရှောင်းရန်ချက်တွေသိရှိနိုင်မှုရည်ရွယ်ချက်ဖြင့်ယနေ့နေ့နဲ့ပိုင်းကကြောက်စခရိုင်ပြည်သူစာကြည့်တိုင်းလူလူအခြေပြုဗဟိုဌာနမှာမုံတိုင်းဘေးအနေနဲ့ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲတော်ရှိုးကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အသိပညာပေးဆွေးနွေးရာမှာမုံတိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်ချက်များမုံတိုင်းသတိပေးချက်ရလျင်ဆောင်ရွက်ရန်အချက်များမုံတိုင်းဖြစ်ပေါ်နေစဉ်လိုက်နိုင်ရမည့်အချက်များမုံတိုင်းဖြစ်ပေါ်ပြီးချိန်မှာပြုလုပ်ရန်အချက်များနဲ့ပတ်သက်ပြီးအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးကျောက်ဆယ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆန်းဆန်းဝင်းကမုံတိုင်းဖြစ်ပေါ်နေချိန်မှာရှောင်ရှားတဲ့အချက်တွေနဲ့ပတ်သက်ပြီးယခုလိုပဲဆွေးနွေးပြောကြားခဲ့ပါတယ်ရှင်။မုံတိုင်းဖြစ်ပေါ်နေစဉ်နိုင်ရချက်တွေနေရတော့သက်ဆိုင်ရာအစိုးရဌာနထုတ်ပြန်ကြေညာတဲ့မူလဝတ္တသတင်းတွေကိုစဉ်ဆက်မပြတ်နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာပါမယ်။အခြားသူများကိုလည်းမျှဝေရပါမယ်ရှင်။ကောလာဟာလာသတင်းတွေလည်းမယုံရပါဘူး။ပုံလိုက်ပုံဖြတ်တန်းစေခက်တာတည်နေတော့လည်းမကြောက်မီအချိန်တွင်စက်ကြိမ်ပဲရက်ကနေပြီးပုံပြည့်ထန်တဲ့လေးတွေတိုက်ခတ်လာတိုင်းတွေကိုလည်းတတိပြုရပါမယ်ရှင်။ပုံလိုက်အနေပြီးရှင်ကြောင့်သက်ဆိုင်ရာအစိုးရဌာနမှာသတင်းထုတ်ပြန်သည့်ဘေးကင်းလုံခြုံတဲ့နေရာမှာနေထိုင်ရပါမယ်ရှင်။ကျောက်ဆယ်ခရိုင်ပြန်ဆက်ကပေးပို့တာဖြစ်ပါတယ်ရှင်။